ကဝယ်တဲ့ customer တွေမဟုတ်ဘူးဆိုရင်ရှင်းမပြပေးဘူးလို့မထင်ပါနဲ့နော်တေချာလေးရှင်းပြပေးပါမယ်နော်ဒီအမုံလေးကကြတော့တဘာဝထောပတ်စေးအမုံနဲ့နိုင်ရစီနီမိုက်ကိုရောထားပါတယ်ဒါကြောင့်မို့လို့တနခါနဲ့ရောသွေးပြီးတော့လူလို့ရတယ်ပေါင်းတင်မတ်အနေနဲ့သုံးလို့ရပါတယ်ရှင့်တနခါနဲ့ရောသွေးပြီးလူမယ်ဆိုရင်နော်ကိုကဆက်ဆက်သုံးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပျောက်ချင်စောနဲ့အများကြီးထည့်ပြီးလူစရာမလိုဘူးလက်ဖက်ရည်စားစုံသုံးပုံတပုံလေးကိုပဲတနခါလေးနဲ့ရောသွေးပြီးတော့ကိုယ့်ရဲ့မျက်နှာပေါ်မှာတပတ်လောက်လူပေးတပတ်လောက်နေလို့ကိုနဲ့နေသားကြလာပြီးအဆင်ပြေလာပြီးဆိုရင်စိတ်ပမာဏလေးတိုးပြီးတော့သုံးသွားလို့ရပါတယ်ရှင့်တနခါနဲ့ဆိုရင်နေတိုင်းလေးလူထားလို့ရတယ်ပြီးတော့တနခါရဲ့အောက်မှာလည်းကိုသုံးနေကြ skin care တွေ makeup တွေခံပြီးတော့လူပေးလို့ရပါတယ်ရှင့်ညာဘက်ကလေးတွေမှာဆိုရင်တော့ဒီဆေးမုံလေးကိုရေလေးနဲ့ပဲဖြောကြက်ဥအကားတို့ပြားရည်တို့ပြီးတော့ကိုသုံးနေကြတိုနာလေးနဲ့လည်းရောဆက်ဖြောပြီးတော့မှမျက်နှာပေါ်မှာပေါင်းတင်ပေးလို့ရပါတယ်ရှင့်ပေါင်းတင်မယ်ဆိုရင်ညာဘက်ကလေးတွေပဲသုံးပေးပါတစ်ပတ်မှာ2ကြိမ်3ကြိမ်ပဲသုံးပေးပါရှင့်ပေါင်းတင်ပြီး15မိနစ်လောက်ပေါင်းတင်ပြီးရေးဆေးချပြီးဆိုတာနဲ့ကိုမျက်နှာပေါ်မှာတကယ်ကိုမှရေတက်ပြေးသွားတဲ့ moisturizer လေးတွေလူပေးပါမနက်ခင်းပိုင်းဆိုရင် sun cream လေးတွေမဖြစ်မနေလူပေးပါရှင့်အဲ့ဒီနီလန်းလေးတွေတိုင်းတေချာလေးသုံးသွားမယ်ဆိုရင်တော့ကိုရဲ့မျက်နှာပေါ်မှာရှိနေတဲ့တင်းတိတ်တာမကအမဲဆက်တွေအမာရွတ်တွေဝက်ချန်ချောင်ကြံခဲ့တဲ့အမဲဆက်အမာရွတ်တွေပြီးဆိုအစီမှုတွေကအစတကယ်ကိုမှယူပြစ်တယ်လို့ပြောက်စီရပါတယ်ဘာကြောင့်လဲဆိုသူစီမှာနိုင်ရစီနမိုက်ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါဒါကြောင့်မို့လို့နန်းစီမှာဒီပစ္စည်းလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့နန်းတို့ဒါမျိုးတစ်ထုပ်ကို9500နဲ့ရောင်းပေးပါတယ်ရှင်တင်းတိတ်သမားတွေဆိုရင်တော့အနည်းဆုံးတစ်လစာ3ထုပ်ကနေစပြီးသုံးကြည့်လို့ရပါတယ်ရှင်မာယူခြင်းနဲ့ဆိုရင်တော့နန်းရဲ့ TikTok CB ဒါမှမဟုတ် # ခံထားရပါဖုန်းကနေပြီးတော့ဆက်သွယ်မာယူပေးပါနန်းက TikTok CB မှာဆိုရင်လေအသုံးပြုပုံအသုံးပြုနည်းကိုတကယ်ကိုမှစာတန်းရှည်လေးနဲ့လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မမတို့ပစ္စည်းလေးဝယ်ပြီးအသုံးပြုခြင်းနဲ့ဆိုတာနဲ့ကိုယ့်ရဲ့ချက်ပေါက်ထဲကိုကြည့်ပြီးတော့နန်းပြောပြပေးတဲ့နီလန်လေးတိုင်းတေချာလေးသုံးသွားလို့ရပါတယ်ရှင်